ခွန်အရာရှိစကဲပြောင်းလဲသွားတဲ့အကြောင်းတနေ့မှာအရှင်ယေရှုဟာယေရီခေါမြို့တွေကိုဖျက်လျှောက်သွားတယ်။အဲ့ဒီမြို့မှာစကဲလို့ခေါ်တဲ့အကောက်ခွန်အရာရှိတယောက်ရှိတယ်။သူဟာအယမ်းချမ်းသာတယ်။သူကအရှင်ယေရှုဟာဘယ်လိုလူလဲဆိုတာကိုမြင်ရဖို့ကြိုးစားနေတယ်။ဒါပေမဲ့သူကအရက်ပူပြီးလူအုပ်ကြီးကကွယ်နေလို့ကိုရော့ကိုမမြင်ရဘူး။အဲ့ဒါကြောင့်သူဟာကိုရော့ကိုမြင်ရဖို့ကိုရော့ဖျက်လျှောက်သွားမဲ့လမ်းအတိုင်းကြိုပြေးသွားပြီးတပန်းပင်ပေါ်တက်လိုက်တယ်။အဲ့ဒီနေရာကိုအရှင်ယေရှုရောက်တဲ့အခါအပေါ်ကိုမော့ကြည့်ပြီးတော့စကဲအမြန်ဆင်းခဲ့ဒီနေ့မင်းအိမ်မှာငါတဲမယ်လို့မိန့်တော်မူလိုက်တယ်။စကဲလည်းချက်ချင်းဆင်းလာပြီးဝမ်းသာအားရနဲ့ကိုရော့ကိုသူ့အိမ်မှာကြိုးစိုးအိတ်ခံလိုက်တယ်။လူတွေကဒါကိုမြင်တော့ဒီလူဟာမကောင်းတဲ့လူတစ်ယောက်ရဲ့အိမ်မှာဝင်တဲနေပါလားဆိုပြီးကဲ့ရဲ့ကြတယ်။စကဲလည်းထိုင်နေရာကနေထားပြီးသခင်ကျွန်တော်ရဲ့ပိုင်ဆိုင်မှုတွေကတဝက်ကိုစင်းရဲသားတွေကိုပေးပါမယ်။တကယ်လို့တယောက်ယောက်စီကမတရားယူမိရင်လေးစားပြန်ပေးပါမယ်လို့ရှောက်တင်လိုက်တယ်။အဲ့ဒီခါကိုတော်ကစကဲဟာအာဗြဟံရဲ့သားဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပဲကယ်တင်ခြင်းကျေးဇူးဟာဒီအိမ်ပေါ်မှာရောက်နေပြီ။လူသားတော်ဟာပျောက်တဲ့သူတွေကိုရှာပြီးကယ်တင်မှုကြွလာတာဖြစ်တယ်လို့စကဲကိုမိန့်တော်မူလိုက်တယ်။ဒါကတော့ရှင်လုကာအခန်း19အပိုင်ငယ်1မှ10မှာပါတဲ့ကျမ်းစကားဖြစ်ပါတယ်။